ဒီနေ့ vlog လေးကတော့ရှောက်သွားရှောက်စားရှောက်ကစားတဲ့ vlog လေးပဲဖြစ်ပါတယ်။ Junction Square ကိုတစ်ခါမှမရောက်ဘူးဆိုတော့လေနေ့တိုင်းရောက်နေတဲ့ Junction Square ကိုပဲကျွန်တော်ဒီတနေ့ကနေမှာကျွန်တော်ရောညီမလေးကဒီနေ့သူ့ရဲ့မွေးနေ့ဆိုတော့အလီပါမှာသွားဆော့ခဲ့ပါတယ်။ပြီးတော့ဒါကဒီပကံပြားလေးတွေအိုးလေးတွေပကြီးဆွဲရတဲ့နေရာပေါ့နော် Junction Square မှာပဲရှိတာအဲ့ဒါလေးမှာပကြီးလေးတွေသွားဆွဲခဲ့ပါတယ်။သူကဒီအိုးလေးတွေပကံပြားလေးတွေဝယ်တာနဲ့ဒီဆေးလေးတွေကအလကားထိုင်ချဲလို့ရတာပေါ့နော်။ရှုံးဆွဲနေတဲ့အိုးလေးဆိုလို့ရှိရင်4000ပဲပေးရတယ်ပကံပြားလေးက9000ပေးရတာထင်တယ်အရှုံးက4000ရှုံးညီမလေးက9000နဲ့ကို9000ပဲပေးရတယ်ပေါ့နော်ပြီးတော့ကြိုက်တဲ့လောက်စီချဲကိုကြိုက်တဲ့ဒီဇိုင်းလေးတွေလည်းစီဆွဲလို့ရပါတယ်ရှုံးကဘာလေးဆွဲခဲ့လဲဆိုတော့ရှုံးရဲ့ဆိုင်ပေါ့နော်လီယိုဆိုင်ရဲ့ဒီဂျေတာရလေးဆွဲခဲ့တယ်ပြီးတော့အပင်လေးတွေနဲ့ဂျယ်လေးတွေနဲ့အဖြောစပါဂက်လေးနဲ့ပေါ့နော်ရှုံးညီမလေးကတော့ဒီမှာခုနမြင်တဲ့အတိုင်းလေးသူဆွဲထားတာပေါ့နော်ဒါကရှုံးရဲ့လက်ရလေးပါငါကတခြားသူတွေဆွဲထားတဲ့လက်ရလေးတွေပါရှင်ဆော်လဲဆော်ပွိုင်ပကြီးလဲဆွဲပြီးသွားပြီဆိုတော့နေ့လေစာကိုဖူဖူမှာပဲဆက်လိုက်လေးနဲ့ဝယ်စားခဲ့ပါတယ်ဖူဖူစားပြီးတာနဲ့နေအောင်လုံးအိမ်ပြန်ပါတယ်ရှင်ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲတတာ